အားလုံးပဲမင်္ဂလာပါခင်ဗျာကမ္ဘာနိုင်ငံရေးစက်ခုံကိုလှုပ်ခတ်သွားစေခဲ့တဲ့ခရီးစဉ်တစ်ခုရုရှားသမ္မတဗလာဒီမီယာပူတင်ဟာသူ့ရဲ့သမ္မတသက်တမ်းအသစ်စတင်ပြီးနောက်ပထမဆုံးပြည်ပခရီးစဉ်ဖြစ်တရုတ်နိုင်ငံကိုရွေးချယ်သွားခဲ့ပါတယ်ဒီမေလထဲမှာပြုလုပ်ခဲ့တဲ့ဒီခရီးစဉ်ဟာတာမန်လေအပတ်ခရီးစဉ်တစ်ခုပဲလားဒါမှမဟုတ်အနောက်အုပ်စုကိုတုံ့လုပ်စေမဲ့မဟာမိတ်အင်အားပြပွဲကြီးလားဟုတ်ပါတယ်ပူတင်ဟာရုရှားသမ္မတအဖြစ်9ကြိမ်မြောက်ကျမ်းသစ္စာဆိုပြီးရပိုင်းလိုမှာပဲပေကျင်းမြို့ကိုအလဲပတ်ရောက်ရှိလာခဲ့တာပါဒါဟာကဘာကြီးကိုပြတ်သားတဲ့ message တစ်ခုပေးလိုက်တာပဲဖြစ်ပါတယ်အနောက်နိုင်ငံတွေရဲ့စီးပွားရေးပိတ်ဆို့မှုတွေဖိအားပေးမှုတွေဘလောက်ပဲရှိရုရှားရဲ့နောက်မှာအင်အားကြီးတရုတ်နိုင်ငံဆိုတဲ့တငယ်ချင်းအရင်ချာကြီးရှိနေတယ်ဆိုတာကိုပြသလိုက်တာပဲဖြစ်ပါတယ်ဒီအလဲပတ်ခီးမှာခေါင်းဆောင်2ဦးဘာတွေဆွေးနွေးခဲ့ကြလဲဒီခရီးစဉ်မှာသမ္မတရှီကျင့်ဖျင်နဲ့ပူတင်တို့ဟာနာရီပေါင်းများစွာကြာအောင်တကားပိတ်ဆွေးနွေးခဲ့ကြပါတယ်။အဓိကကတော့စွမ်းအင်ကဏ္ဍနည်းပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကိုအရှိန်မြင့်ဖို့ပါပဲ။အထူးသဖြင့်ရုရှားရဲ့သဘာဝဓာတ်ငွေ့တွေကိုတရုတ်နိုင်ငံစီပိုမိုတင်ပို့ဖို့နဲ့အမေရိကန်ဒေါ်လာကိုကျော်လွန်ပြီးမိမိတို့နိုင်ငံသုံးငွေကြေးတွေနဲ့ကုန်သွယ်မှုကိုတိုးမြင့်ဖို့သဘောတူခဲ့ကြပါတယ်။ယူကရိန်းစစ်ပွဲကိစ္စမှာလည်းတရုတ်နိုင်ငံကငြိမ်းချမ်းရေးအတွက်ကြားဝင်စစ်ဆက်ပေးဖို့အဆင်သင့်ရှိကြောင်းပြောခဲ့တယ်ဒီအလဲပတ်ခီးစဉ်အပေါ်အမေရိကန်နဲ့အနောက်အုပ်စုကတော့မျက်တောင်မခတ်တမ်းစောင့်ကြည့်နေခဲ့ကြပါတယ်။တရုတ်နဲ့ရုရှားရဲ့အကန့်အသတ်မရှိမဟာမိတ်ဆက်ဆံရေးဟာနေတိုးအဖွဲ့အတွက်တင်မကပဲကမ္ဘာအာဏာချိန်ခွင်ရာကိုပါပြောင်းလဲပစ်နိုင်တယ်လို့သုံးသပ်နေကြပါတယ်။ရုရှားသမ္မတပူတင်ရဲ့ဒီမေလတရုတ်ပြည်ခီးစဉ်ဟာကမ္ဘာအာဏာနိုင်ငံရေးကိုဘယ်လိုရိုက်ခတ်သွားအောင်မလဲ။တရုတ်နဲ့ရုရှားမဟာမိတ်အဖွဲ့ကအမေရိကန်ဥဆောင်တဲ့အနောက်အုပ်စုကိုတကယ်ပဲရှင်ပြိုင်သွားနိုင်မလား။မိတ်ဆွေတို့ရဲ့အမြင်လေးတွေကိုလည်းအောက်က comment မှာရေးသားပေးခဲ့ပါဦးဗီဒီယိုကိုကြိုက်နှစ်သက်ရင် follow နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်